ဒီနေရာမှာကျွန်တော် ANCT အကောင့်2သိန်းမွေးဖို့ယာထားပါတယ်ဗျာအရင်တစ်ခါကျွန်တော်ဒီမျက်စုံမျက်လျှောက်တွေပုံထားတဲ့အပုံကြီးကအခုဆိုလို့ရှိရင်တော်တော်လေးကိုကြောက်သွားပါပြီအောက်ကိုအီးကျသွားတဲ့အခါကျတော့ကျွန်တော်ဒီလိုအရင်တစ်ခါဗီဒီယိုနှောင်းလို့အပြည့်အစုံမထားတော့ဘဲနဲ့အပြည့်မထားတော့ဘဲနဲ့နေရာစားသက်သာအောင်ကျွန်တော်သုံးပုံ2ပုံလောက်ရွှေ့လိုက်တယ်အခုဆိုလို့ရှိရင်ဒီမှာတီချစ်စာလေးတွေရနေပါပြီတီချစ်စာလေးနည်းနည်းထွက်နေပါပြီဒီလိုတီချစ်စာလေးတွေထွက်ပြီဆိုလို့ရှိရင်တီကောင်အောက်မှာရှိနေပါပြီဗျဒီအောက်မှာတီကောင်ရှိပါတယ်ဘာလို့လဲဆိုတော့တီကောင်တီချစ်စာတီကောင်ရဲ့ရှေ့ဆိုလဲအဲဒီမှာ ANC လေးတကောင်ဒီလိုမျိုးဒီကျွန်တော်အရင်ဗီဒီယိုမှာတင်ခဲ့သလိုမျိုးဒီသိရွက်အဆိုတွေသိရွက်အလျှောက်တွေကိုအပူထုတ်လည်းမရှိအောင်အပူထုတ်တာတော့ထုတ်တာပေါ့ဗျာဆွေးနွေးမှုဖြစ်စင်မှာအပူထုတ်လို့ရှိရင်ဒီတီကောင်နဲ့မနေလောက်အဲဒီတော့ဘာလုပ်ရလဲဆိုတော့အဲဒီပုံမျိုးကျွန်တော်မအုပ်ပေးဘူးဒီမိုးရွာကလည်းမိုးရွာတာကလည်းတစ်ကြောင်ပြီးတော့ရေဖြန်းပေးတာကလည်းတစ်ကြောင်ဆိုတော့ဒီကောင်လေးပွားသလောက်ပွားပြီးတော့ဒီသိရွက်အဲ့အဆိုပုံညတော်တော်လေးကိုဒီလျှောက်တဲ့ဟာလည်းလျှောက်ဒီဆွေးမြေတဲ့ဥစ္စာလည်းရွှေမြေပေါ့ဗျာတစ်စိတ်တစ်ပိုင်းဆွေးမြေနေပါတယ်ဒီမှာဒီထဲမှာဒီမှာလည်းတီချစ်စာလေးဗျဒါတီချစ်စာလေးဒီလိုတီချစ်စာဆိုလို့ရှိရင်အောက်မှာတီကောင်ရှိနေပါပဲအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတီကောင်မွေးတဲ့နေရာအနေထားလေးကသူတို့အတွက်သားစားတာဖြစ်တယ်အဆင်ပြေတယ်ပေါ့ဗျာဒီသိရွက်ဆွေးပုံကြီးမှာဗျာဒီဟိုဟာလေးတွေလေတမာပင်အောက်မှာလောက်ထားတဲ့အခါကျတော့ဒီတမာပင်ပေါက်လေးတွေလည်းတွေ့ရပါတယ်အဲ့လိုပင်ပေါက်လေးတွေတွေ့ရတာကလည်းဒီအပင်တောင်ဒီပေါက်တဲ့အနေထားလေးတွေရှိတဲ့အခါကျတော့ဒီသိရွက်ဆွေးပုံကတအားအပူထုတ်လင်းမှုမရှိဘူးလို့လည်းယူဆလို့ရပါတယ်ဒီအောက်မှာဒီကောင်ရှိရနော်ဒီပုံကဒီနေ့ကတော့နည်းနည်းလေးနေတာတယ်ဗျဒီတစ်ပင်ရဲရောက်မှာလောက်တဲ့အခါကျတော့တုံတောင်အမိုးမပုံပေးလဲရပါတယ်ဟိုဘက်မှာကျွန်တော်ရဲ့ဒီသိရွက်ဆွေးစက်မြေတွေကိုကျွန်တော် compost လုပ်ဖို့အတွက်သိရွက်ဆွေးမျိုးစားလုပ်ဖို့အတွက်သိရွက်ဆွေးစက်မြေလုပ်ဖို့အတွက်ကျွန်တော်လုပ်ထားတာပါဗျအခုဆိုလို့ရှိရင်တော်တော်60ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ဆွေးနေပါပြီဒါလေးပါဒါဟာမမင်းနဲ့ရိုက်ရှည်ပြီးသားဒီသိရွက်တွေပါဗျသိရွက်လျှောက်တွေကိုဟာမမင်းနဲ့ရိုက်တယ်ပြီးတော့အင်ဇိုင်းမိုင်တို့လောင်းတယ်ရေလောင်းတယ်အင်ဇိုင်းမိုင်တို့လောင်းတယ်ဒီသိရွက်ဆွေးစက်မြေလည်းကျွန်တော်တို့ရောင်းပါတယ်ဗျသိရွက်ဆွေးစက်မြေတွေကကျတော့ဘယ်လိုခေါ်မလဲဟိုဓာတုလို့ site ရှင်တဲ့လူတွေ organic site ရှင်တဲ့လူတွေသုံးလို့ရအောင်ဒီ chemical တွေနဲ့မဆွေးပါဘူးဗျကျွန်တော်တို့ဒီကောင်ကြီးကပြန်အုပ်ထားဖို့လိုပါတယ်ဒါကကြုံလို့ပြတာပါဗျဒါကဒီကောင်2သိန်းမွေးမဲ့နေရပါဗျအကောင်ကြီးရာခဏလောက်ဆိုရင်တော့ကျွန်တော်ခွဲရောင်းလို့ရပါတယ်ဗျအများကြီးကတော့မရသေးပါဘူး